မင်္ဂလာပါရှင်ကျမတို့ channel ကနေနောက်ဆုံးရရှိထားတဲ့သတင်းသစ်များကိုတင်ဆက်ပေးပါတော့မယ်ပထမဆုံးစစ်ကော်မရှင်ရွေးကောက်ပွဲအာဆီယံအသိအမှတ်မပြုကြောင်းမလေးရှားနိုင်ငံသားဝန်ကြီးထပ်မံအတည်ပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ကဦးဆောင်ကျင်းပနေတဲ့ရွေးကောက်ပွဲတွေကိုအာဆီယံအနေနဲ့စောင့်ကြည့်ရေးပွဲဆေလွတ်ခဲ့တာမရှိတဲ့အတွက်ရွေးကောက်ပွဲရလဒ်တွေကိုလည်းအသိအမှတ်ပြုမှာမဟုတ်ဘူးလို့မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟတ်ဆန်ကဇန်နဝါရီ20ရက်နေ့မှာထပ်မံပြောဆိုလိုက်ပါတယ်မလေးရှားလွှတ်တော်မှာလွှတ်တော်မှတယောက်ရဲ့မိကုံးကိုပြန်လည်ဖြေကြားရမှာနိုင်ငံသားရေးဝန်ကြီးကအခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။အာဆီယံအနေနဲ့စောင့်ကြည့်ရေးအဖွဲ့မပို့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောထားပြီးသားပါအဲ့ဒီအတွက်ကြောင့်ဒီရွေးကောက်ပွဲတွေကိုလည်းအာဆီယံအနေနဲ့အတိမတ်မပြုပါဘူးလို့ဝန်ကြီးမိုဟာမက်ဟတ်ဆန်ကပြောဆိုခဲ့ပါတယ်။အာဆီယံအဖွဲ့အစည်းလိုက်စောင့်ကြည့်ရေးအဖွဲ့မစင်လွတ်ခဲ့ပေမဲ့ထိုင်းနိုင်ငံအပါအဝင်အချို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ဒီကြားစောင့်ကြည့်လေ့လာသူတွေဆေလွတ်ခဲ့တယ်လို့လည်းသိရပါတယ်။2025ခုနှစ်ဒီဇင်ဘာလကစတင်ပြီးအဆင့်လိုက်ကျင်းပနေတဲ့ရွေးကောက်ပွဲဟာစစ်တပ်ရဲ့အာဏာသိမ်းမှုကိုတရားဝင်ဖြစ်စေဖို့ကြိုးပမ်းမှုသာဖြစ်တယ်လို့ကုလသမဂ္ဂအပါအဝင်အနောက်နိုင်ငံတွေကဆိုထားပြီးရွေးကောက်ပွဲကိုလည်းအတိအမှတ်မပြုဘူးလို့ပြောဆိုထားကြပါတယ်။လာမယ့်ဇန်နဝါရီလကုန်ပိုင်းမှာတော့မြန်မာရွေးကောက်ပွဲရလဒ်တွေပေါ်ဘယ်လိုတုံ့ပြန်မလဲဆိုတာဆွေးနွေးဖို့ဖိလစ်ပိုင်နိုင်ငံမှာအာဆီယံနိုင်ငံသားဝန်ကြီးတွေတွေ့ဆုံဖို့ရှိတယ်လို့လည်းသိရှိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ပခုတ်ကူတွင်စစ်ကြောင်းထိုးနေသောစစ်တပ်ကစစ်ရှောင်းပြည်သူများနေထိုင်သည့်တောတိုက်များကိုမိရှို့ဖျက်ဆီးဝက်လက်တွင်လည်းစစ်တပ်ကကြေးရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ရွာလုံးကျွတ်တိမ်းရှောင်နေရတဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်တွင်စစ်ကြောင်းထိုးနေသောအကြမ်းဖက်စစ်တပ်ကစစ်ဆောင်ပြည်သူများနေထိုင်သည့်တောတိုက်များကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းမြို့တော်မင်းမြေပြင်သတင်းမှန်ပြန်ကြားရေးဖွဲ့မှတာဝန်ရှိသူနှင့်ဒေသပြည်သူများကပြောဆိုပါရယ်ဇန်နဝါရီလ19ရက်နေ့မှာပခုတ်ကူမြို့နယ်အောက်ကျင်းစုရွာကိုရောက်ရှိလာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ဖလန်အိုစစ်ဆောင်ပြည်သူများနေထိုင်သည့်တောတိုက်များကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ကမိရှို့ဖျက်ဆီးမှုကြောင့်ဖျက်ဆီးမှုခြေအနေကိုအတိမပြုနိုင်သေးပေစစ်တပ်ကဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်၍ပြည်သူများပေးလို့ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်လက်ရှိချိန်မှာကျန်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ငဖောင်ကန်ရွာတဲကုန်းရွာထမ်းမင်ကန်ရွာစိတ်ပင်စုရွာအောက်ကျင်းစုရွာတမပင်ရွာချက်ပြေးရွာများပါဝင်အနီးနားရှိကျေးရွာများမှာထောင်ထဲချီသောပြည်သူများပြီးလို့ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးပြည်သူများဖမ်းဆီးခံရမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်အဆိုပါအကြမ်းဖက်စစ်ကြောင်းဟာဇန်နဝါရီ15ရက်နေ့နဲ့ဇန်နဝါရီ16ရက်နေ့မှာလည်းမြိုင်မြို့နယ်ရှိနှောပင်ကျေးရွာကိုဝင်ရောက်စီးနင်းခဲ့ပြီးအသက်80အရွယ်အဖွားအိုတဦးကိုမိရှို့တပ်ဖြတ်ကနေအလုံး80ကျော်မိရှို့ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်စကိုင်းတိုင်းဝက်လက်မြို့နယ်မှာလည်းကျန်းဖက်စစ်တပ်ကကျေးရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေ၍ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းဝက်လက် Informational Network ကထုတ်ပြန်ချက်နဲ့ဒေသပြည်သူများ၏ပြောဆိုချက်အရသိရပါတယ်။ဇန်နဝါရီ20ရက်နေ့မှာစင်ကုန်းမြို့နယ်အနောက်တောင်ကျန်းကျက်တူရွေးရွာဘက်မှရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ87မမလက်နက်ကြီးများဖြင့်ဝက်လက်မြို့နယ်အရှိချမ်းတောင်ရိုးဘက်ကိုရန်တမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်းထို့သို့ရန်တမ်းပစ်ခတ်မှုတွင်ပြည်သူများထိခိုက်မှုမရှိတော့လေကျေးရွာများတွင်လက်နက်ကြီးကြီးများကြားရောက်ပောက်ကွဲမည်ကိုစိုးရိမ်သောကြောင့်ပြည်သူများဘေးလွတ်ရာကိုတိမ်းရှောင်နေရကြောင်းသိရှိရပါသည်။